သက်ရှင်တော်မူသောထာဝရဘုရားရဲ့နာမတော်ကိုချီးမွမ်းပါတယ်။ယနေ့သူတော်စဉ်းစားဆင်ခြင်နှလုံးသွင်းနိုင်ဖို့ရန်အတွက်တိကောခန်းကြီးခွန်ခန်းငယ်ခွန်လူပေါင်းတို့သည်ငါကဲ့သို့ဖြစ်စေခြင်းကငါလိုရှိတို့တော်လေလူအသီးသီးတို့သည်ဘုရားသခင်ပေးသနာတော်မူသည့်တိုင်အသီးသီးသောဆုကျေးဇူးကိုခံရကြ၏။ရှင်ဘောလူကြီးကတိကောခန်းကြီးခွန်ခန်းငယ်ခွန်မှာဖော်ပြတဲ့အခါလူပေါင်းတို့ကငါကဲ့သို့ဖြစ်စေခြင်းကငါအလိုရှိတယ်လို့ပြောပါတယ်။ရှင်ဘောလူကဘာလို့ဆိုလိုချင်တာလဲ။ရှင်ဘောလူကအင်္ဂလိပ်တရားဝေမျှတက်တည်ခံပြီးခရစ်တော်ကြောင့်ကိုဒီနေ့ဝေမျှတက်တည်ခံတဲ့တမန်တော်တစ်ပါးဖြစ်ပါတယ်။ခရစ်တော်ကြောင့်ကိုဝေမျှတက်တည်ခံတဲ့သူလူမျိုးများစွာတို့ကိုဝေမျှတက်တည်ခံမဲ့အစေခံခြင်းတဘောတရားဟာငါကဲ့သို့ဖြစ်ဖို့ရန်အလိုရှိတယ်။ဒါပေမဲ့ကျမ်းစာကပြောတဲ့ကတို့တော်လေလူတိတိဟာဘုရားသခင်ပေးသနာတော်မူသည့်အတိုင်းအတိတိဆုကျေးဇူးခံရကြတယ်လို့ပြန်ပြောပါတယ်။ဆိုလိုခြင်းတိတ်ပဲကဘုရားသခင်ကဒီနေ့ပြောင်းလဲသောဘုရားသားသမီးတွေရဲ့တက်တာမှာမတူညီသောဆုကျေးဇူးတိတိကိုပေးထားတယ်ခံရကြတယ်လို့ရှင်ဘောလူကပြန်ဖော်ပြပါတယ်။တချို့သောသူတွေကဝေမျှတက်တည်ခံခြင်းတချို့သောသူကပေးကမ်းခြင်းတချို့သောသူတွေကအားနေသောသူကိုဖေးမကူညီခြင်းအားပေးခြင်းနှစ်သိမ့်ခြင်းနဲ့အမျိုးမျိုးသောဆုကျေးဇူးတို့ကိုဘုရားသခင်ကပေးထားတယ်ဆိုတော့ကိုရှင်ဘောလူကပြန်လည်ဖော်ပြနေတာဖြစ်ပါတယ်။သူ့လိုပဲဒီခရစ်တော်ရဲ့အစီကိုခံဖို့ရန်အတွက်သူ့လိုပဲဝေမျှတက်တည်ခံဖို့ရန်ဒီရှင်ဘောလူကြီးကအလိုရှိပေမဲ့ဘုရားသခင်ရဲ့တနာတော်မူခြင်းပေးသနာတဲ့အသီးသီးသောဆုကျေးဇူးကသူနဲ့မတူညီပဲအခြားသောအရာတွေရှိတယ်ဆိုတော့ကိုသူကမိမောင်းထုတ်ပြနေခြင်းဖြစ်ပါတယ်။တေကောခန်းကြီး14ခန်းငယ်7မှာတို့ဖြစ်၍တင်တို့သည်ဝိညာဉ်ဆုကျေးဇူးတော်ကိုအလိုလိုရှိကြသည်တွင်အသင်းတော်ကိုတိဆောက်ခြင်းကကြွယ်ဝပြည့်စုံမိကြောင်းကြိုးစားကြလော့။တေကောခန်းကြီး14ခန်းငယ်7မှာပြန်လည်ဖော်ပြတဲ့အခါတင်တို့ကဘုရားသခင်ပေးတဲ့ဝိညာဉ်ဆုကျေးဇူးအသီးသီးရှိကြတယ်။အဲ့အလိုရင်းဆုကျေးဇူးတွေဟာအသင်းတော်ကိုတိဆောက်ဖို့ပဲဖြစ်တယ်။ဒီနေ့ကြွယ်ဝပြည့်စုံဖို့ရန်ကြိုးစားအားထုတ်ပါလို့ဖော်ပြပါတယ်။အသင်းတော်ဆိုတာဒီနေ့ခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်လက်ခံယုံကြည်သောဆုကျေးဇူးတည်ရရှိသောသူတွေရဲ့စုဝေးတဲ့နေရာကိုအသင်းတော်လို့ခေါ်ပါတယ်။ထိုအသင်းတော်ရဲ့ဥကောင်းဟာခရစ်တော်ပဲဖြစ်ပါတယ်။ခရစ်တော်ကဥယျာဉ်ဖြစ်တယ်လို့ဒီနေ့ဥယျာဉ်ရဲ့အလုပ်ကိုဒီနေ့ကဏ္ဍအသီးသီးမှာဆုကျေးဇူးရှိတဲ့တိုင်းတချို့တို့ကရေလောင်းမယ်တချို့တို့ကပေါင်းတင်မယ်တချို့တို့ကအဆောင်လုပ်မယ်စသဖြင့်ဝဲဆုကျေးဇူးတိုင်းလှုပ်ဆောင်မယ်ဆိုရင်အသင်းတော်ကိုတည်ဆောက်မယ်ဆိုရင်ခရစ်တော်ဘုန်းကိုထင်ရှားပြီးလှပတဲ့ဥယျာဉ်ဖြစ်မယ်ဒါကြောင့်တေကောခန်းကြီး14ခန်းငယ်7ကဖော်ပြတဲ့အခါတင်တို့ရဲ့ဆုကျေးဇူးတည်ဟာဒီနေ့အသင်းတော်ကိုတည်ဆောက်ဖို့ပဲဖြစ်တယ်အသင်းတော်ဟာပြည့်စုံကြွယ်ဝဖို့ရန်ကြိုးစားအထောက်ပါစက္ကပ်ပါလို့ဖော်ပြနေခြင်းဖြစ်ပါတယ်။ဒါကြောင့်ကျမတို့ရဲ့တက်တာဝိညာဉ်စုကျေးဇူးတည်တချို့သောလူတွေခံစားရပါတယ်။ဝိညာဉ်စုကျေးဇူးတည်ခံစားတဲ့အရာပေါ်မှာဒီနေ့ဘု து အတွက်ကျွန်တော်တို့ကအသုံးပြုတာလေမိမိအတွက်မဟုတ်ပါဘူး။အသင်းတော်ကြွယ်ဝစေဖို့ရန်အတွက်အစီခံဖို့ဖြစ်ပါတယ်။ဒါကြောင့်တင်တို့ကိုပေးထားတဲ့ဝိညာဉ်စုကျေးဇူးတွေကဘုရားသခင်ကအလွန်အလိုရှိတဲ့အရာကတော့အသင်းတော်ကိုကြွယ်ဝတိဆောက်တတ်ဖို့ပြည့်စုံသောအသင်းတော်ဖြစ်ဖို့ကြွယ်ဝသောအသင်းတော်ဖြစ်ဖို့ကြိုးစားဆက်ကပ်ဖို့ရန်အတွက်ဒီနေ့ဘုရားလူတော်ရှိတာဖြစ်ပါတယ်။ဒါကြောင့်ဝိညာဉ်စုကျေးဇူးတည်ခံစားတဲ့သူတွေကတချို့သောသူတွေကတီးဆိုမယ်တချို့သောတွေကဝေငှမယ်တချို့သောတွေကပြီးကပ်မယ်စသဖြင့်ဝိညာဉ်တည်စုကျေးဇူးခံစားတဲ့တာသမီတွေကအသင်းတော်မှာဝိညာဉ်ရေးရာ၌ဒီနေ့စုကျေးဇူးရှိတဲ့အတိုင်းပါဝင်ဆက်ကပ်ဖို့ရန်ဘုရားလူတော်ရှိတာဖြစ်ပါတယ်။တိပေခန်းကြီးလေးခန်းကြီးတစ်စင်မှာတင်တို့ဒီဆုကျေးဇူးတော်ကိုတည်ခံရကြတဲ့ညီဘုရားသခင်၏အထူးထူးပြပြသောဆုကျေးဇူးဘာနာဆိုးကောင်းကဲ့သို့အချင်းချင်းဝေငှပေးကမ်းကြလော့ဒီနေရာမှာကျေးဇူးတော်ဘာနာဆိုးကဲ့သို့လို့ပြောပါတယ်ဒီနေ့ဝိညာဉ်ဆုကျေးဇူးဆိုတာကလူကလုပ်ယူတာမဟုတ်ပဲဘုရားသခင်ပေးတာဖြစ်ပါတယ်ဘုရားသခင်ကဆုကျေးဇူးလူတိုင်းကိုအတိအကျပေးပါတယ်ဒါကြောင့်ဘုရားသခင်ကထူးထူးပြပြသောဆုကျေးဇူးပေးချင်းခံရတဲ့ကြောကျမတို့ဟာကျေးဇူးတော်ရဲ့ဘာနာဆိုးကောင်းတွေဖြစ်ဖို့လိုအပ်ပါတယ်။ကျေးဇူးတော်ရဲ့ဘာနာဆိုးကောင်းဆိုပါလေ။လောကမှာနေတဲ့အခါခရစ်တော်တွေဒီနေ့
မိမိစုကျေးဇူးတိုင်းအသင်းတော်လှပဖို့အသင်းတော်ဟာကျော်ဝစွာတင့်တယ်လှပဖို့တိဆောက်ပေးတတ်ဖို့ရန်ဒီယုံကြည်သူဖျားသားသမီးတွေကိုနှိုးဆော်တိုက်တွန်းနေတာဖြစ်ပါတယ်။ဒါကြောင့်ကျေးဇူးတော်ဘန္နာဆိုးကောင်းတယောက်ဖြစ်ဖို့ရန်အင်မတန်လိုအပ်ပါတယ်။ဖျားကတယောက်နဲ့တယောက်မတူပဲဝိညာဉ်စုကျေးဇူးအတီးတီးပေးထားပါတယ်။ဒါပေမဲ့ဘယ်နေရာမှာယဉ်နှမြုပ်နှံတယ်လဲ။ထာဝရကာလအတွက်ယနေ့မျက်မှောက်ကာလမှာယဉ်နှမြုပ်နှံဖို့ကအင်မတန်အရေးကြီးပါတယ်။ဒီနေ့အသက်တာထဲမှာတချို့သောသူတွေကပေးကမ်းတယ်လို့တချို့သောသူတွေကဒီနေ့တန်ရှင်းစေခံကြတယ်တချို့သောသူကဝိညာဉ်တက်တည်ခံကြတယ်တချို့သောသူတွေကကန္နာတိတိမှာဒီနေ့စုကျေးဇူးရှိတဲ့အတိုင်းအစေခံဖို့ရဖျားလိုတော့ရှိတာဖြစ်ပါတယ်ဒီတစ္ဆာရှိစွာပါဝင်သောသူတွေကပါတယ်လေကျေးဇူးတော်ဘန္နာဆိုးကောင်းတွေဖြစ်ပါတယ်အဲကျေးဇူးတော်ဘန္နာဆိုးကောင်းတွေဟာတနေ့ဘယ်မှာချီးမွမ်းခံရမလဲထာဝရကာလမှာချီးမွမ်းခံရမှာဖြစ်ပါတယ်ထာဝရကာလမှာချီးမွမ်းခံရဖို့ရန်လက်ရှိမျက်မှောက်ကာလမှာသခင်ဖျားပေးတဲ့စုကျေးဇူးတည်တည်ရှိတဲ့အတိုင်းအချင်းချင်းဝေမျှပေးကမ်းခြင်းအချင်းချင်းထောက်ပံ့ခြင်းအချင်းချင်းဒီနေ့ခွန်အားပေးခြင်းနဲ့တူဝေမျှတက်တည်ခံဖို့ရန်ဘုရားလိုတော်ရှိတာဖြစ်ပါတယ်။ဒါကြောင့်တင်းရဲ့စုကျေးဇူးတည်တည်ခံစားတဲ့အရာပေါ်မှာဘယ်ပေါ်မှာယဉ်နှမြုပ်နှံတယ်လဲ။မြေကြီးအောက်မှာမြုပ်နှံသလားတို့မဟုတ်သခင်ခရစ်တော်တွေယဉ်နှမြုပ်နှံသလားဆိုတာကိုအသက်တာတွေစဉ်းစားစီရင်စရာဖြစ်ပါတယ်။ဒီသခင်ဖျားလိုတော်ရှိတာကတော့တင်းရဲ့စုကျေးဇူးဟာအတင်းတော်ကြွယ်ဝပြည့်စုံစေဖို့အတင်းတော်တွေထောက်ပံ့ဖို့ရန်ဝိညာဉ်စုစည်းစုတွေကိုအသုံးပြုဖို့ဘုရားလိုတော်ရှိတာဖြစ်ပါတယ်။ဒါကြောင့်တင်းအစွမ်းစားတွေပေါ်မှာဘုရားအသုံးပြုတာမဟုတ်ပါဘူး။တင်းတော်လို့တက်လို့အသုံးပြုတာမဟုတ်ပါဘူး။ဝိညာဉ်စုစည်းစုတိတိပေါ်မှာဒီနေ့ဘုရားသခင်ကအသုံးပြုတဲ့အခါတင်းကဒီအန်ဒရူးကဲ့သို့ကိုလူတွေကိုခေါ်ပေးတဲ့သူဖြစ်နိုင်တယ်လို့ဒီနေ့ပေတရုကဲ့သို့ဝိညာဉ်သက်သေခံတဲ့သူလည်းဖြစ်နိုင်တယ်။ဒီနေ့ရှင်ပေါလုကဲ့သို့ပဲဒီနေ့ဘုရားသခင်ကြီးမားစွာအသုံးပြုတဲ့ဩဝါဒဆရာရေးတော်သူလည်းဖြစ်နိုင်ပါတယ်ဘယ်လိုပဲဖြစ်နေပါစေဒီနေ့ဘုရားသခင်ပေးတဲ့ဝိညာဉ်စုကျေးဇူးတွေဟာဘုရားသခင်၏အသင်းတော်အတွက်အသုံးပြုဖို့လိုအပ်ပါတယ်မိမိအတွက်မဟုတ်ပဲထာဝရမျက်မှောက်ကာလမှာရောက်ဖို့လက်ရှိမျက်မှောက်ကာလမှာအသုံးပြုဖို့လိုအပ်တယ်ဆိုတာကိုခွန်အားပေးချင်ပါတယ်